တပည့်တော်မသည်လေလူချင်းနဲ့လူချင်းများဘယ်တော့မှမကြုံတွေ့ကြပါစေနဲ့ ငါညီမဒီအရွယ်လေးနဲ့အိမ်အောင်ပြတ်တယ်ဆိုတော့ဘာများဖြစ်လို့လဲ ကျမပတ်ဝန်းကျင်မှာကျမအမျိုးသားရဲ့မိသားစုတွေမှာလူယူရမှကျေနပ်တဲ့လူရှိရဲ့ ငါဘဝမှာလူယူမှကိုရမှာဘယ်စကားပြောနေလဲကဲဖဲအောင်ကဲဖဲ အဲ့လူရဲ့လူရင်းနဲ့လူရဲ့လူရကြားထဲမှာကျမယောက်ျားကိုလူရ ဟိုအငယ်မမွေးပြီးတဲ့ငါအလက်ဖြစ်သွားတယ်အကြီးဆုံးမို့ဘာညာအငယ်ဆုံးမို့ဘာညာနဲ့ငါအလဲမှာလက်ဘယ်ရမလဲအလက်တော့မခံရရအောင်လူရှု ဘယူကပြောတဲ့စကားထပ်ပြီးပြောချင်တယ်တင်ထူးရဲ့စိတ်ကိုကြိုက်လို့ကိုယူခဲ့လောကမှာကိုတို့ယောက်ျားတွေရတတ်မှာသိမ်းထားခြင်းမိမကြောက်ရပုံစံဟာတတ်တာထူတယ်မဟုတ်ဘူးတတ်တာအကြာကြီးမခံဘူးအသက်ကြီးလိုက်တော့